ရုပ်ရှင်သုံးကားရိုက်ပြီးမိသားစုရှိရာအမေရိကကိုအပြေးပြန်တော့မဲ့99ပရိသတ်ကြီးရဲ့မြန်မာနိုင်ငံကိုခက်ပြန်လဲရောက်ရှိနေတဲ့ပရိသတ်အချစ်တော်မင်းသား99ကတော့သူ့ကိုလွမ်းနေကြတဲ့ပရိသတ်တွေအတွက်အမှတ်တရထိစေမဲ့ရုပ်ရှင်ဇာတ်ကားကြီး3ကားကိုရိုက်ကူးပေးသွားမှာဖြစ်ပါတယ်။အဲ့ဒီရုပ်ရှင်ကားတွေရိုက်ကူးပြီးတာနဲ့ချစ်ရတဲ့ဇနီးနဲ့သားသမီးလေးတွေရှိရာအမေရိကန်နိုင်ငံကိုအမြန်ဆုံးပြန်တော့မှာဖြစ်ကြောင်းစီနီယာတရုတ်ဆောင်မကွမ်းပုံကြီးကပြောပြလာပါတယ်။99ဟာပြည်တွင်းမှာအောင်မြင်မှုတွေကိုအခိုင်အမာရရှိထားတဲ့ထိပ်တန်းမင်းသားတစ်ယောက်ဖြစ်ပေမယ့်မိသားစုကအဝေးမှာရှိနေတာကြောင့်အမှုပညာအလုပ်တွေကိုအကန့်အသတ်နဲ့ပဲလှုပ်ဆောင်ပြီးမိသားစုစီအချိန်ပေးဖို့ဆုံးဖြတ်ထားတာဖြစ်ပါတယ်။ထူးခြားတာကတော့သူပြန်မသွားခင်ရိုက်ကူးမဲ့ဇာတ်ကားတွေကတကားမှာအမေတယောက်လိုချစ်ခင်ရတဲ့မကွမ်းပုံကိုအတူပါဝင်ပေးဖို့99ကိုယ်တိုင်ကန့်လန့်ထားတာပဲဖြစ်ပါတယ်။99ရဲ့အရေးအကြီးနဲ့ရုပ်ရည်ကိုအမြင်အားပေးနေကြတဲ့ပရိသတ်တွေအတွက်တော့အခုရိုက်ကူးမဲ့ရုပ်ရှင်ကားတွေဟာတကယ်ကိုတန်ဖိုးရှိတဲ့အလွမ်းပြေလက်ဆောင်တွေဖြစ်လာအောင်ပါပါ။အမှုပညာကိုလည်းအလေးထားသလိုမိသားစုအပေါ်မှာလည်းတာဝန်ကျေပေါ်နဲ့99ရဲ့စိတ်ထားလေးကိုလည်းပရိသတ်တွေကလည်းအထူးပဲချီးကျူးနေကြပါတယ်။အခုဆိုရင်ပရိသတ်တွေကသူရိုက်ကူးမဲ့ရုပ်ရှင်ကားအသစ်တွေကိုရင်ခုန်စွာနဲ့စောင့်မျှော်နေကြပြီပဲဖြစ်ပါတယ်။ကဲပရိသတ်ကြီးတို့ရောအမှုပညာရောမိသားစုကိုပါမျှတအောင်ထိန်းညှိနေတဲ့မင်းသား99ကိုချစ်ကြလားဗျာ။99ရဲ့ရုပ်ရှင်ကားအသစ်တွေကိုရောအားပေးကြမှာလား။ comment မှာပြောပြပေးကြပါအောင်နော်။အခုလိုစိတ်ဝင်စားစရာအမှုပညာရှင်သတင်းတွေကိုအမြဲကြည့်ရှုဖို့ channel ကို follow လုပ်ထားကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ။စမ်းရည်မိုးကိုမိတ်ကပ်လင်းပေးရင်အသေးရိုင်ပြီးနိုင်မြည်နေတဲ့မိတ်ကပ်လင်းပရိသတ်ကြီးအားလုံးရဲ့အသေးကျော်အပြုံးမင်းသားလေးစမ်းရည်မိုးနဲ့မိတ်ကပ်လင်းတို့ရဲ့ရင်ခုန်စရာမြင်ကွင်းလေးကတော့တကယ့်ကိုထူးခြားနေပါတယ်နော်။စမ်းရည်မိုးဆိုတာညှို့ယူဖန်ဆားနိုင်တဲ့အကအလှတွေအပြင်ဟန်ဆောင်မှုကင်းတဲ့မျက်နှာထားနဲ့တဘာဝအတိုင်းရိုးရိုးသားသားဆက်ဆံတတ်သူဖြစ်လို့ပရိသတ်တွေကတခဲနဲ့ချစ်ခင်နေကြတာပါ။ဇက်မင်းသားတယောက်ဖြစ်ပေမဲ့မာနဆိုတာအစအနှတောင်မရှိပဲလူတိုင်းအပေါ်မှာနှွေးထွေးလို့နဲ့စမ်းရည်မိုးကိုအခုလေမိတ်ကပ်လင်းတယောက်မိတ်ကပ်လင်းပေးရင်းနဲ့သူ့ရဲ့အလှမှာအကြီးအကျယ်ကြာရှုံးသွားခဲ့တာပဲဖြစ်ပါတယ်။မိတ်ကပ်လင်းပေးနေရင်းနဲ့စမ်းရည်မိုးကိုပျော်ပရီလောက်ကနိုင်ကြီးစနောက်နေတာကြောင့်မင်းသားလေးရဲ့အပြုံးကျော်ကွေးမှာမိတ်ကပ်လင်းတယောက်လုံးဝကိုမိနေခဲ့တာပါ။မာနမရှိပဲအပြုံးမပြတ်ပြက်လဲဆက်ဆံနေတဲ့စမ်းရည်မှုရဲ့အေးချမ်းမှုကမိကက်လင်းကိုတော့အလုလုနေတာမိသွားစီလောက်အောင်ဆွဲဆောင်နိုင်ခဲ့ပါတယ်။လူတိုင်းကတဲတဲလှုပ်ချစ်ကြတဲ့အပြုံးမင်းသားလေးမှုပရိသတ်တီအများကြီးရှိတယ်လို့စမ်းရည်မှုကိုယ်တိုင်ကလည်းအယမ်းကိုဖော်ယူလို့နာကြောင့်အခုလိုချစ်စီယာမြင်ကွေးလေးဖြစ်ပေါ်လာရတာပါ။မင်းသားလေးရဲ့အလှမှာမိကက်စီယာကြီးတောင်အသေးရိုင်သွားခဲ့ရတဲ့ဒီမြင်ကွေးလေးကိုကြည့်ပြီးပရိသတ်တီလည်းအချစ်ပုံနေကြမှာအတိချပါပဲ။ကဲဖန်လေးတွေကရောစမ်းရည်မှုရဲ့အပြုံးမှကြွေတာလားစကားတက်ပုံလေးတွေကိုကြွေတာလားဆိုတာကွန်မန့်မှာပြောပြပေးခဲ့ပါဦးနော်။အခုလိုချစ်စီယာကောင်းတဲ့အမှုပညာရှင်သတင်းတွေကိုအမြဲကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို follow လုပ်ထားပေးပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ကြာ။ဆွဆွဲချက်တွေကိုပြက်ပြက်သားသားညှင်းဆိုလိုက်တဲ့စိန်ဖြိုးနဲ့ရီပွင့်ပြူပရိသတ်ကြီးရဲ့လက်တလောလူမှုကွန်ရက်စာမျက်နှာတွေထက်မှာအတော်လေးပွဲဆိုနေတဲ့ခရီးသွားကုမ္ပဏီတစ်ခုရဲ့ငွေကြေးလိမ်လည်မှုအရှုပ်တော်ပုံကြီးနဲ့ပတ်သက်ပြီးနာမည်ကြီး blogger ဇနီးမောင်နိုင်ဖကစိန်ဖြိုးလိုက်နဲ့ရီပွင့်ပြူကိုဘက်ကနေတညဝင်ရှင်းလင်းချက်ထွက်ပေါ်လာပါပြီ။ခရီးသွားအိတ်တဲ့ဒီစီကနေငွေကြေးအမြောက်အများလိမ်လည်သွားတယ်လို့ဆွဆွဲခံနေရတဲ့ဒီကိစ္စမှာသူတို့ဇနီးမောင်နှံအနေနဲ့ကုမ္ပဏီရဲ့ငွေကြေးစီမံခန့်ခွဲမှုအပိုင်းတွေနဲ့လုံးဝပတ်သက်မှုမရှိကြောင်းပြက်ပြက်သားသားအသိပေးလာတာပါသူတို့ဟာတာမန်ခရီးသွားတွေအနေနဲ့သာလိုက်ပါခဲ့တာဖြစ်ပြီး travel blog ဗီဒီယိုလေးတွေရိုက်ကူးဖို့အတွက်သာသဘောတူညီခဲ့တာဖြစ်တယ်လို့ဆိုပါလေဒါအပြင်ဒီပြဿနာနဲ့ပတ်သက်လို့ကုမ္ပဏီကတာဝန်ရှိသူတွေကိုသူတို့ကိုယ်တိုင်ဖုံးဆက်သွယ်မေးမြန်းခဲ့တယ်လို့လည်းရှင်းပြထားပါတယ်ကုမ္ပဏီဘက်ကတော့ဒါဟာသမင်သက်ငွေကြေးလိမ်လည်တာမဟုတ်ဘဲလုံလိုင်းလေပတ်မှုအပိုင်းမှာလွဲချော်မှုတစ်ခုဖြစ်သွားတာလို့အကြောင်းပြန်ခဲ့ကြောင်းသိရပါတယ်။ဒါကြောင့်မလို့မကြခင်မှာပဲတာဝန်ရှိသူတွေဟာထိုင်းနိုင်ငံကနေလူကိုယ်တိုင်ပြန်လာပြီးတော့ပြဿနာတွေကိုဖြေရှင်းပေးသွားမယ်အပြင်ခရီးသွားတွေရနစ်နာခဲ့တဲ့ငွေပမာဏတွေကိုလည်းအတိအကျပြန်လည်အမ်းပေးသွားမယ်လို့ကုမ္ပဏီဘက်ကဂတိပေးထားကြောင်းစိန်ဖြိုးနဲ့ရီပွင့်ပြူတို့ကပရိသတ်တွေကိုအတိပေးရှင်းလင်းလာခဲ့ပါတယ်။ပရိသတ်တွေရောအခုလိုစိန်ဖြိုးနဲ့ရီပွင့်ပြူတို့ရဲ့ရှင်းလင်းချက်အပေါ်မှာဘယ်လိုမြင်ကြလဲဗျာ။ခရီးသွားကုမ္ပဏီဘက်ကရောဂတိအတိုင်းပြန်ရှင်းပေးမယ်လို့ထင်ပါသလား comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါဦးနော်အခုလိုစိတ်ဝင်စားစရာသတင်းတွေကိုအမြဲကြည့်ရှုဖို့ channel ကို follow လုပ်ထားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာဇနီးဖြစ်သူစိုးပြတဲ့စဉ်တီလာရှင်ဝတ္တာကိုဘေးကနေပါရမီဖြည့်ပေးနေတဲ့ဟိန်းဝေယန်ပရိသတ်ကြီးရဲ့အမှုပညာလောကမှာငယ်စဉ်ကတည်းကဘာသာတရားကိုရိုသေကိုင်းဆိုင်ပြီးအေးချမ်းတဲ့ပုံရိပ်လေးနေနဲ့ပရိသတ်အချစ်ကိုရရှိထားကြသူတွေကတော့ဟိန်းဝေယန်နဲ့စိုးပြတဲ့စဉ်တို့ဇနီးမောင်နှံတွေဖြစ်ပါတယ်အခုလဲဇနီးဖြစ်သူစိုးပြတဲ့စဉ်ကနှစ်ဆန်းတရက်နေ့မှာတီလာရှင်ဝေပြီးသာသနာပြုနေတာကိုခင်ပွန်းဖြစ်သူဟိန်းဝေယန်ကဘေးကနေမငီးမညူပဲပါရမီဖြည့်ပေးနေတဲ့မြင်ကွင်းလေးကတကယ်ကိုကြည်နူးစရာပါပဲဟိန်းဝေယန်ဟာစိုးပြတဲ့အတွက်ဖြည့်စုံတဲ့ခင်ပွန်းတယောက်ဖြစ်ယုံတယ်မကပဲဇနီးတဲ့ရဲ့ကုသိုလ်ရေးမှာလည်းလက်အုပ်လေးချီကမျက်လွှာလေးချပြီးအနီးကပ်ပံ့ပိုးကူညီပေးနေတဲ့အမျိုးသားကောင်းတယောက်လည်းဖြစ်ပါတယ်တီလာရှင်ဝတ်ထားတဲ့စိုးပြတဲ့စဉ်ရဲ့မျက်လာလေးမှာလည်းအကြီးထက်တွေပေါ်လွင်နေပြီးနေနဲ့လားရွှေနဲ့မြာလိုလိုက်ဖက်လွင်တဲ့သူလူဇနီးမောင်နှံကိုကြည့်ပြီးပရိသတ်တွေကလည်းတာထုအကျဉ်းချင်းခေါ်ဆိုနေကြပါတယ်
နှစ်ယောက်သားဟာအသက်ငယ်ငယ်လေးတွေဖြစ်ကြပြီးမဲ့တရားဘာဝနာမှာဝါသနာထုံကြသူတွေမို့နောက်တစ်ချိန်တာတာမီမီလေးတွေရလာရင်လေအလူဒါယီကာမကြီးတွေဖြစ်ကြပါစေလို့ပရိသတ်တွေကဆုတောင်းပြီးနေကြပါတယ်အခုလက်တလုံးမှာတော့ဇိုးပီကသူမအနီတဲ့အိမ်တောင်ရှင်မတာဝန်ကိုပိုင်နိုင်စွာထမ်းဆောင်နေတယ်လို့အမှုပညာအလုပ်တွေလည်းလုပ်เสียကြံတဲ့အကြောင်းခလေးယူဖို့ကိုတော့မလောသေးဘူးလို့ယဉ်ကျေးစွာပြောပြလာခဲ့ပါတယ်ဒီဘက်ခင်မှာကုဇနီးတွေကိုအခုလိုဘာသာရေးကိစ္စတွေမှာပါရမီဖြည့်ပြီးတဲ့ခင်မွန်းမျိုးဆိုတာတကယ်ကိုရှားဖားလာပါတယ်ဒါကြောင့်လေဟိန်းဝီယန်ရဲ့စိတ်ထားလေးကိုပရိသတ်တွေကအထူးပဲချီးကျူးနေကြလာပါကဲပရိသတ်ကြီးတို့ရေကြည်နိုးစရာကောင်းလာတဲ့ဟိန်းဝီယန်နဲ့စိုးပြေးသစင်တို့ရဲ့ကုသိုလ်ပုံရိပ်လေးတွေကိုကြည့်ပြီးတာတို့ခေါ်ပေးခဲ့ကြပါအောင်နော်အခုလိုအမှုပညာရှင်တွေရဲ့အေးချမ်းစရာသတင်းတွေကိုအမြဲကြည့်ရှုဖို့အတွက် channel ကို follow လုပ်ထားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ